အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ဖွင့်ပြပေးပါနော်ဒီဗီဒီယိုလေးကတော့ဒီအထဲမှာအရင်နာမည်ကြီးတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမင်းသားအောင်စုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ပြည်သက်တယောက်ကပေါ့နော်ကျွန်တော်မင်းသားဆိုင်မှုအကြောင်းကိုပေါ့နော်ကျွန်တော်တို့ဒီလူသိရှင်ကြားကျွန်တော်တို့ဒါစင်ပေါ်ကြီးမှာကျွန်တော်တို့မိုက်နဲ့ပြောတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တို့လိုက်ပါကြည့်ရှုရအောင်ပြီးမှကျွန်တော်အနေနဲ့ဒါနေငယ်ပြောဝင်ပေါ့နော်ဒီနေရာမှာကျွန်တော်အနေနဲ့ဒါနည်းနည်းပြောချင်တာကကျွန်တော်တို့ဒီမှာသူဒီပီညီမကပေါ့နော်ကျွန်တော်တို့ဒါမင်းသားဆိုင်ကိုမကြိုက်ဘူးဆိုတဲ့စကားကိုပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒါကိုစိုးကြီးအသေးအတန်ပြီးလွှာပွဲကိုထိမ့်ဖို့ဒါကြိုးစားတာတွေ့ရပါတယ်ဒါကျွန်တော်တို့လုံးဝတော်ပါတယ်ကျွန်တော်တို့ဒီပန်ဆာတာတယောက်အနေနဲ့ဒီလိုမျိုးဒါပွဲစုမှာကိုသူနေမလိုလားတဲ့အတွက်ဒါကျွန်တော်ဝင်ထိန်းတဲ့သဘောပေါ့နော်ဒါလေးကျွန်တော်အနေနဲ့ဒါတွေ့ရတယ်ပေါ့နော်ဒါဒီချက်ကိုဒါကျွန်တော်ပြောပြတာပေါ့နော်ဒါကျွန်တော်ဆက်ကြည့်လိုက်အောင်ကျွန်တော်တို့ကစပူလေးပြလို့အားပေးဟုတ်တယ်မလားဟုတ်ပါတယ်ဒါကျွန်တော်လက်ခံပါတယ်စပူလေးရဲ့ကျိုးတာဘူးစပူလေးရဲ့အားဆုံးမှုတွေအားပေးတာပါကျွန်တော်တို့ကတခြားဥစ္စာတွေမရှိပါဘူးကျွန်တော်လည်းဘာမှဒီຢာတွေကဘာမှမဟုတ်ပါဘူးအားလုံးကကျွန်တော်တို့လည်းညီကိုတွေပါပဲပြည့်နေကြတာအဓိကတော့အချစ်ကြီးတာပါအချစ်ကြီးလေးလို့ဖြစ်ကြတာပါဒီတော့ဟုတ်ကဲ့ပါဒါမင်းသားအောင်စပူကနေပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ဒါပြည်သက်ကနေပြီးတော့ဒါစကားပြောမှားတဲ့ဟာကိုသူအနေနဲ့ပြန်ပြီးတော့ဖားတဲ့အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါညီကိုလိုချစ်တယ်ညီကိုလိုခင်ကြတယ်ဒါကလည်းကျွန်တော်တို့ဟုတ်ပါတယ်မင်းသားတွေကကျွန်တော်တို့ဒါတယောက်နဲ့တယောက်ကဘာမှမဖြစ်ကြပါဘူးသူတို့ချင်းချင်းကတော့အလုံးဝအဆင်ပြေပါတယ်ပေါ့နော်တယောက်နဲ့တယောက်ဘာမှတိုက်ခိုက်မရှိဘူးကျွန်တော်တို့တယောက်နဲ့တယောက်ကျွန်တော်တို့ဒီအမုန်းပွားတာတွေမရှိဘူးဘာမှမနာလို့မရှိစိတ်တွေလည်းမရှိကြပါဘူးနော်မင်းသားတယောက်နဲ့တယောက်ကအားလုံးအဆင်ပြေကြပါတယ်ဒီကပြဿနာကကျွန်တော်တို့ဒါသူခုနကပြောသွားသလိုပေါ့နော်ကိုယ့်ရဲ့မင်းသားသူ့ရဲ့မင်းသားဆိုပြီးတော့အရန်ချစ်ကြီးတာဖြစ်တဲ့သူကတယောက်နဲ့တယောက်လုံးဝအထိမခံလေးတဲ့မခံနေကျွန်တော်တို့ဒါတချို့ပြည်သက်ပေါ့နော်တချို့ပြည်သက်ဆိုတာလေဒါကျွန်တော်တို့အဲ့ဒီလူတွေကလည်းကျွန်တော်တို့လုံးဝအစွန်းရောက်တဲ့ပြည်သက်တွေဖြစ်ပါတယ်ပြည်သက်အစွန်းရောက်တဲ့ပြည်သက်တွေဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမင်းသားအောင်စပူကိုကျွန်တော်တို့ line ပေါ်မှာကျွန်တော်တို့ Facebook မှာဖြစ်တော့မှာဖြစ် account တူတွေနဲ့ကျွန်တော်တို့ဒါတိုက်ခိုက်တဲ့လူတွေရှိသလိုမင်းသားဆိုင်မှုကိုလည်းကျွန်တော်တို့ဒါအောင်စပူပြည်သက်တွေကနေပြီးတော့ကျွန်တော်တို့ဒါ account တူတွေဖွင့်ပြီးတော့ကျွန်တော်တို့ page တူတွေဖွင့်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်တာတွေလည်းကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်တော်တော်များများကိုတွေ့နေရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒါကျွန်တော်အနေနဲ့ဒီမှားတာကတော့ကျွန်တော်တို့ဒီညီမဒီသူ့ရဲ့အောင်သူရဲ့ပြည်သက်ဆိုတဲ့ကျွန်တော်ညီမရဲ့စကားပြောဆိုပုံကတော့လုံးဝကျွန်တော်တို့ဒါအစင်တန်းမရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဒါတို့ဒီလိုနေရာမျိုးမှာကျွန်တော်တို့စကားပြောရင်ဒီလိုမျိုးစကားတွေကမပြောသင့်ဘူးဆိုတာသူ့အနေနဲ့ဒါမသိတာပေါ့နော်သူ့အနေနဲ့ဒါသူ့အောင်စပူဒါဘလောက်ထိအားပေးကြောင်းဘလောက်ထိချစ်ကြောင်းကိုသူ့အနေနဲ့ဒါပြောချင်စိတ်နဲ့ပြောချင်စိုးနေပေါ့နော်တစ်ဖက်မင်းသားကိုပုတ်ခတ်တာဖြစ်ပါတယ်ပေါ့နော်အဓိကကတော့ဒါဒီညီမပေါ့နော်ဒါကျွန်တော်တို့ဒီအောင်စပူရဲ့မင်းသားအောင်စပူရဲ့ကျွန်တော်တို့ပြည်သက်ညီမရဲ့အမှားဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုနေရာမျိုးဒီလိုလူရှိသူရှိဒီလိုစင်ပေါ်မှာကျွန်တော်တို့ဒီလိုမိုက်နဲ့ဒီလိုမျိုးပုတ်ခတ်ပြောဆိုဖို့မတင်ဘူးဆိုတာကိုသူ့အနေနဲ့မသိတဲ့အတွက်ဒီလိုမျိုးပြောပြီးတာဖြစ်ပါတယ်ဗောနော်ဘာဖြစ်ဖြစ်ဒါကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်အနေနဲ့ဒါရှင်ပြန်လုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသားဆိုင်မွေရဲ့ပြည်သက်တွေအနေနဲ့လည်းဒါကျွန်တော်ဒါသင်ခန်းစာတစ်ခုရသွားတာပေါ့နော်ကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်တို့ဒါမင်းသားနဲ့တွေ့တဲ့အခါမျိုးတွေဒီလိုမျိုးပွဲလမ်းတွေမှာတွေ့တဲ့အခါမျိုးတွေဒီလိုမျိုးစကားတွေကိုကျွန်တော်တို့မပြောမိအောင်ကျွန်တော်တို့ဆင်ခြင်သင်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်ပါရစေ